ပထမဆုံးအနေနဲ့သူကဒီကဘာကြီးရဲ့နောက်ဆုံးတဲ့ပြောင်တစ်ပါးပေါ့နော်ဒါပေမဲ့ခဏကြာမှသူ့ရဲ့နတ်ဆွမ်းတွေကအဲ့ဒီမိန်းမစီကိုကူးပြောင်းသွားခဲ့တာပေါ့သူကသူ့ရဲ့အိမ်တော်ထင်ကိုအဲ့ဒီမိန်းမရဲ့ဘဝအတွက်ပေးထားခဲ့တာပေါ့အိမ်တော်ထင်ကလည်းအသေးအဖွဲကအစားအကုန်သိနေခဲ့တာသူ့ရင်တွေကဆုံးဖြတ်ချက်အတိုင်းလုပ်ဖို့လဲတတိရှိနေခဲ့တာပေါ့အရာရာတိုင်းသူထိန်းချုပ်မှုအောင်မှရှိနေပြီလို့သူကထင်နေခဲ့တာသူကအဲ့ဒီမိန်းမကိုတစ်ခုထဲသောအရာတစ်ခုပဲပြသနိုင်ခဲ့တာပေါ့သူကအဲ့ဒီစကားလုံးကိုကြောက်နေခဲ့ပေမဲ့မထိရဲခဲ့ဘူးနတ်ဆွမ်းရင်သာအဲ့ဒီမိန်းမစီကိုပြန်ရောက်ဖို့တစ်ခုထဲသောနီလန်းဆိုတာကိုလည်းသူတတိရနေခဲ့တာပေါ့သူကသူ့မိန်းမကိုတတ်ဖို့စီစဉ်နေခဲ့တယ်အဲ့ဒီမိန်းမကသူ့ရှေ့တက်ထဲမှာရက်နေခဲ့တယ်သူ့ညာဘက်လက်ထဲမှာပိတ်ဆန့်တဲ့အကောင်လုံးကိုကင်ထားတာပေါ့သူမခေါင်းကိုခါရနေခဲ့တယ်တောင်းရဲ့အတွင်းအိမ်တော်မဖြူရင်ဘာမှရမှာမဟုတ်ဘူးတဲ့သူမစိုးရင်နေခဲ့တာပေါ့အဲ့ဒီမိမကဒီကိုရောက်လာခဲ့တယ်သူမကသူ့လက်ကိုဆွဲခိုက်ပြီးအားပေးမှုတွေရယူခဲ့တယ်ပြီးတော့သူမကအဲ့ဒီယောက်ျားနဲ့လက်ထပ်လိုက်တယ်သူတို့အားလုံးအားတင်းသွားခဲ့ကြတာပေါ့အဲ့ဒီမိမကတကယ်မိမတယောက်လိုပုံစံပြောင်းလဲလာခဲ့တယ်အဲ့ဒီမိမယောက်ျားတွေစီကထပ်ပြီးတဲ့နောက်မှာတော့သူမိမကမောင်းမိုင်းပြီးအေးဆက်သွားခဲ့တယ်အဲ့ဒီမိမကစားပွဲပေါ်ကိုတန်းနေလိုက်ပြီးတော့အဲ့ဒီစားပွဲကိုလွှင့်ပစ်လိုက်တယ်ဒါပေမဲ့သူမကသူမျက်နှာကိုကြည့်ပြီးလက်ကိုဆွဲခိုက်လိုက်တယ်သူမသူ့လက်ကိုဖမ်းဆွဲလိုက်တာနဲ့တူတိုင်းနဲ့နှက်ဆိုင်တွေကသူမရဲ့ခန္ဓာကိုယ်တွေကိုဝင်ရောက်လာခဲ့တာပေါ့ပြီးတော့အဲ့ဒီယောက်ျားကသူ့ရဲ့ဆိုင်ကိုသူမစီကနေခန်းစားမိလိုက်တယ်ဒါပေမဲ့အဲ့ဒီမိမကသူ့လက်ကိုလွှင့်လိုက်တာနဲ့တူတိုင်းနဲ့ဆိုင်တွေခါလုံးပျောက်ကွယ်သွားခဲ့တာပေါ့အဲ့ဒီမိမကသူ့ရဲ့ဖြစ်တည်မှုကိုနားလည်သွားခဲ့တယ်သူမကနတ်ဖျားအားလုံးရဲ့အရှင်တကယ်နတ်ဖျားမှာတပါဖက်လာခဲ့တာပေါ့အပိုင်း2ကိုကြည့်ချင်တဲ့ဆိုရင် subscribe လုပ်ပြီး comment ပေးခဲ့ကြပါအောင်နော်